အားလုံးပဲမင်္ဂလာပါ Grammar Master online class ကနေကြိုဆိုပါရစေဒီနေ့ Unit 50ကိုရောက်ပါပြီအဲ့တော့ Unit 50ခေါင်းစဉ်ကတော့ article ဆိုတဲ့ခေါင်းစဉ်ကိုပြောသွားမှာဖြစ်ပါတယ် article မှာဆိုရင်သူက၃လုံးရှိပါမယ် A and D အဲ့ဒီစကားလုံး၃လုံးကို article လို့ခေါ်ပါမယ်နော်ပြီးရင်နောက်တစ်ခုက0 article ဆိုတာကကြတော့ article ထည့်စရာမလိုတဲ့နေရာတွေရှိပါတယ်အဲ့ဒီအကြောင်းအရာတွေကိုပြောသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကြည့်ရအောင်အဲ့တော့ article ၃လုံးထဲကမှ A နဲ့ N ကိုကြည့်ရအောင်ဒီမှာဆိုလို့ရှိရင်နော် there was good program on TV အဲ့တော့ဒီမှာဗာထည့်ရမယ်လို့ထင်လဲ A ကိုထည့်ရမှာပါဘာလို့လဲဒီမှာ good ဆိုတာကကြတော့နော် consonant နဲ့စတဲ့စကားလုံးဖြစ်တဲ့အတွက်သူ့ကို A နဲ့တွဲရပါမယ်အဲ့တော့ TV မှာ program အစီအစဉ်ကောင်းတစ်ခုရှိခဲ့တယ်ဟုတ်ပြီနော်နောက် that is ဒီမှာဗာထည့်ရမလဲ A ထည့်ရမယ်နော် that is a good idea ဒါကကောင်းတဲ့အကြံဉာဏ်တစ်ခုဖြစ်တယ်နောက် I want to be ဒီမှာဗာထည့်ရမလဲ and ထည့်ရမယ်ဘာလို့လဲဒီမှာနောက်ကလိုက်တဲ့ noun ကကြတော့နော်နောက်ကလိုက်တဲ့ noun က vowel နဲ့စနေတယ်ဒါကြောင့်သူ့ကို an ကိုထည့်ရမယ်အဲ့တော့ဒီမှာတစ်ခုပြောပါအောင်မယ်ရှေ့မှာသင်ခဲ့တုန်းကနော် consonant ဆိုတာဘယ်စကားလုံးတွေလဲ vowel ဆိုတာဘယ်စကားလုံးတွေလဲဆိုတာကိုပြောခဲ့တယ်နော်ရှေ့အခန်းမှာတုန်းကလေအဲ့တော့ဒီမှာဆိုရင်မှတ်မိအောင်ပြန်ပြီးတော့ပြောပြပါမယ်အင်္ဂလိပ်စကားလုံးမှာဆိုလို့ရှိရင် A ကနေ Z အထိထဲမှာနော်အုပ်စုနှစ်ခုပြန်ခွဲတယ် vowel တရရဲ့ consonant B ရဲ့ဆိုပြီးတော့အုပ်စုနှစ်ခုပြန်ခွဲတယ်အဲ့တော့ vowel က၅လုံးရှိတယ်ကျန်တာတွေက consonant လို့ခေါ်မယ်အဲ့တော့တို့ကလွယ်တဲ့၅လုံးကိုပဲမှတ်မယ်နော်အဲ့တော့ vowel ၅လုံးကကြတော့ A E I O U အဲ့ဒီ၅လုံးကvowel လို့ခေါ်တယ်ပြီးတရလို့ခေါ်တယ်နော်အဲ့တော့ကျန်တဲ့စကားလုံးတွေကို consonant B လို့ခေါ်မယ်အဲ့တော့တို့က noun တွေမှာဆိုလို့ရှိရင် vowel နဲ့စတာလား consonant နဲ့စတာလားဆိုတာကိုကြည့်ပြီးတော့နော် A ကိုသုံးပါလား ANN ကိုသုံးပါလားဆိုတာခွဲပေးရတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင်အဓိက vowel ဆိုတာဗာလဲ consonant ဆိုတာဗာလဲသိနေရမယ်နော်နောက်တစ်ခုကဒီရှိတယ် I want to sail around the world I want to sail around the world now where is the Sahara Desert let's explore the park ဟုတ်ပြီနော် now zero article ကကြတော့ article ထည့်စရာမလိုတာတွေတဲ့ I want to climb Mount Everest I would like to visit Africa let's play football နောက်တစ်ခုကိုကြည့်ရအောင်အဲ့တော့သူကအောက်မှာစာလေးနဲ့တေချာလေးရှင်းပြထားတယ်နော်တစ်ခုချင်းစီတေချာလေးဖတ်ကြည့်ရအောင်ပထမဆုံးတစ်ခု A နဲ့ N အကြောင်းကိုပြောထားတယ် We use an with singular countable noun A နဲ့ N ကိုရေတွက်ရနံကိုမှရေတွက်ရနံကိုမှအနည်းက singular countable noun နဲ့တွဲသုံးတယ်ဟုတ်ပြီနော် when we talk about one thing or person အဲ့တော့တစုံတစ်ခုတစုံတစ်ယောက်အကြောင်းပြောတဲ့အခါသုံးတယ် but we don't say exactly which one ဘယ်တစ်ခုလဲဆိုတာတေချာပေါက်မပြောတဲ့အခါတိတိကျကျ exactly ဆိုတော့တိတိကျကျမပြောဘူးတဲ့ဥပမာ Lucy is reading a book Lucy ကစာအုပ်တစ်အုပ်ကိုဖတ်နေတယ်ဒီမှာဆိုလို့ရှိရင်နော် book ဆိုတာက noun ဘာ noun လဲပြန်ခွဲကြည့်ရအောင် singular countable noun ဒါကြောင့်သူ့ကို article A ကိုသုံးတယ်အဲ့တော့ဒီမှာ तू ကစာအုပ်တစ်အုပ်ကိုဖတ်နေတယ်လို့ပဲပြောတာဘယ်စာအုပ်ကိုဖတ်နေပါတယ်လို့တိတိကျကျမပြောဘူးဟုတ်ပြီနော်နောက်တစ်ခု There is a supermarket near my house အဲ့တော့ကျွန်တော်အိမ်အနီးမှာ supermarket တစ်ခုရှိတယ်ဒီမှာဆို noun ကပါလဲ supermarket ဘာ noun လဲပြန်ခွဲမယ် singular countable noun ဒါကြောင့်သူ့ကိုဘာနဲ့တွဲလဲ article A နဲ့တွဲတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာ supermarket တစ်ခုရှိတယ်လို့ပြောထားတာအဲ့ဒီ supermarket ရဲ့နာမည်ဆိုပြီးတော့တိတိကျကျပြောထားတာမဟုတ်ဘူးဟုတ်ပြီနော်အဲ့ဒီတစ်ချက်လေးကိုသေချာမှတ်ထားပါသူကနောက်ပိုင်းကြားလို့ရှင်there အကြောင်းပြောတဲ့အခါပါလိမ့်မယ်နော်ဒီမှာ don't say exactly ဘယ်တစ်ခုလဲဆိုတာကိုတိတိကျကျမပြောတဲ့အခါမှာဆိုရင်သုံးတယ်ဟုတ်ပြီနော်နောက်တစ်ခု to talk about someone's job အဲ့တော့အလုပ်အကိုင်အကြောင်းကိုပြောတဲ့အခါမှာဆိုရင်လေ article A တို့ N တို့ကိုသုံးမယ်တဲ့ My mother is a teacher ဒီမှာ noun ကပါလေ teacher
ဘာကိန်းလဲရေတွက်ရနံကိုမှအနည်းကိန်း singular countable noun ကြီးဒါကြောင့်သူ့ကို article A နဲ့တွဲသုံးတယ်အဲ့တော့ကျွန်တော်အမေကဆရာမတစ်ယောက်ဖြစ်တယ်ဒီမှာအလုပ်အကြောင်းကိုပြောထားတာဖြစ်လို့ article A နဲ့သုံးတယ် article A တို့ N တို့ကိုသုံးလို့ရတယ်ဟုတ်ပြီနော် now to describe people or things အဲ့တော့လူပုဂ္ဂိုလ်ဒါမှမဟုတ်အရာဝတ္ထုပစ္စည်းရဲ့ပုံစံကိုဖော်ပြတဲ့အခါမှာဆိုရင်လည်းသုံးတယ်တဲ့ Pipe is a nice girl Pipe ကတော်တဲ့ကောင်မလေးတစ်ယောက်ဖြစ်တယ်ဒီမှာ noun ကပါလဲ girl nice girl ပေါ့ဒီမှာတွဲရနော်အဲ့တော့ article ဘာနဲ့သုံးလဲ A နဲ့သုံးတယ် countable noun singular countable noun ဖြစ်တဲ့အတွက်နော် now that is a good idea noun ကပါလဲ idea ဒီမှာရှေ့မှာသူက good ဆိုတဲ့ဟာလေးထည့်ပြီးတော့ပြောထားတာကောင်းတဲ့အကြံဉာဏ်တစ်ခုဖြစ်တယ်အဲ့တော့ article A နဲ့တွဲသုံးထားတယ်ဟုတ်ပြီနော်နောက်တစ်ခု in expression ဖော်ပြချက် with number ကိန်းဂဏန်းနေနဲ့ဖော်ပြချက်မှာလည်းသုံးတယ်ဥပမာ I sleep 8 hours a night ကျွန်တော်တညကို8နာရီအိပ်တယ်ဒီမှာဆိုရင်8နာရီဆိုတဲ့နော်ကိန်းဂဏန်းပါတယ်ဒါကြောင့်သူ့ကို article တဲကမှ A တို့ N တို့ကိုသုံးလို့ရမယ်ဒါကြောင့် A night ဆိုပြီးတော့သုံးထားတာဟုတ်ပြီနော် now apples cost 3 kilo and 3 euro a kilo 1ကီလိုကို3ဒေါ်လာကျတယ်ဒီမှာဆိုရင်3ဆိုတဲ့ကိန်းဂဏန်းလေးပါတယ်ဒါကြောင့်သူ့ကို article A နဲ့တွဲပြီးတော့သုံးတယ် A ကီလိုဆိုပြီးတော့ဟုတ်ပြီနော်နောက်တစ်ခု remember သတိထားပါတဲ့ we don't use an with uncountable noun ဒါလေးကတော့အရေးကြီးပါတယ် A နဲ့ N ကိုကြတော့ uncountable noun ရယ် plural noun ရယ်နဲ့တွဲပြီးတော့မသုံးဘူးသူ့ကိုဘာနဲ့ပဲသုံးလဲ singular countable noun နဲ့ပဲတွဲသုံးတယ်အဲဆိုရင်ရမယ်နော်အဲ့ဒီအထိက A N အကြောင်းကိုပြောသွားတာပါကြည့်ရအောင်နောက်တစ်ခုကတည်ရှိတယ်အဲ့ဒီမှာဆိုရင် we can use there with singular plural uncountable noun အဲ့တော့သူ့ကိုကြတော့เนาะသူ့ကိုကြတော့နှစ်မျိုးလုံးနဲ့တွဲလို့ရတယ်ဟုတ်ပြီနော် singular ရော plural ရော uncountable noun တွေရောတွဲလို့ရတယ်အဲ့တော့ဒီမှာသူ့ကိုဘယ်လိုအချိန်ခါမှာဆိုရင် article တွေကိုသုံးလဲကြည့်အောင် one it is clear which person or things we mean အဲ့တော့ကျွန်တော်တို့ပြောတဲ့အရာဝတ္ထုတစ်ခုဒါမှမဟုတ်လူပုဂ္ဂိုလ်တစ်ယောက်ကဘယ်ဟာလဲဆိုတာကို clear တိတိကျကျပြောတယ်ဆိုရင် article တွေနဲ့သုံးမယ်အဲ့တော့ဒီအချက်ကခုနကပြောသွားတဲ့ an ရဲ့အချက်နဲ့ဆန့်ကျင်ဘက်ပဲအဲ့တော့ A နဲ့ N နှုန်းကကြတော့သူကဘယ်တစ်ခုလဲဆိုတာကို do not say exactly တိတိကျကျမပြောရင် article က A တို့ N တို့ကိုသုံးမယ်အခုဒီမှာကြတော့တိတိကျကျပြောတယ်ဆိုရင် article တွေကိုပဲတွဲသုံးရမယ်အဲ့နှစ်ခုကတော့သူကဆန့်ကျင်ဘက်ပါအဲ့တော့ the voice over there is my brother အဲ့တော့ဟိုမှာရက်နေတဲ့ကောင်လေးကကျွန်တော်အကိုပါဒီမှာဆိုရင်သူကတိတိကျကျပြောတယ်ဟိုမှာရက်နေတဲ့ကောင်လေးကကျွန်တော်အကိုပါအဲကြောင့်သူ့ကို the voice ဆိုပြီးတော့သုံးလိုက်တာ article the လေးကိုသုံးလိုက်တာရမယ်နော် now where is the sugar တကြားကဘယ်နားမှာထားတာလဲဘယ်နားမှာလဲတဲ့အဲ့တော့သူကဒီမှာတကြားဆိုပြီးတော့တိတိကျကျဘယ်ပစ္စည်းဆိုတာကိုပြောလိုက်တာဖြစ်တဲ့အတွက် article က A တို့ N တို့ကိုမသုံးမဲနဲ့ the ကိုသုံးထားတာအဲ့နှစ်ခုလေးကမှားတယ်တယ်နော်တိတိကျကျမပြောဘူးဆိုရင် article A တို့ N တို့ကိုသုံးမယ်တိတိကျကျပြောတယ်ဆိုရင်တရရှိ the ကိုသုံးမယ်ဟုတ်ပြီနော်ဒါပထမချက်နောက်တစ်ချက်က when there is only one အဲ့တော့တစ်ခုတည်းပဲရှိတဲ့အရာတွေဆိုလို့ရှိရင်အဲ့လို noun တွေမှာဆိုရင် article the နဲ့သုံးတယ်ကြည့်အောင် the earth is round ဒီမှာဆိုရင် earth ကမ္ဘာမြေကြီးအဲ့တော့တစ်ခုတည်းပဲရှိတဲ့ noun ဒါကြောင့်သူ့ကို article A တို့ N တို့မသုံးဘူးဘာနဲ့သုံးလဲ the နဲ့သုံးတယ်နောက်တစ်ခု Peter is in the garden Peter ကဥယျာဉ်ထဲမှာရှိတယ်အဲ့မှာဆိုရင်အိမ်တစ်ခုမှာဥယျာဉ်တစ်ခုရှိတာဖြစ်တဲ့အတွက်เนาะဒီမှာ garden ရဲ့ရှေ့မှာ article the ကိုပဲတွဲပြီးတော့သုံးတယ်အဲ့တော့ဒီမှာနှစ်ချက်ပြောသွားတယ်เนาะနောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကကြတော့ with the name of ocean အဲ့တော့သမုဒ္ဒရာတွေရဲ့နာမည်တွေအဲ့ဒါဆိုရင်လေ article the နဲ့သုံးတယ်နော် the Pacific Ocean Pacific သမုဒ္ဒရာနောက် sea ပင်လယ်တွေရဲ့နာမည်တွေပြောရင်သုံးတယ် the Red Sea ဟုတ်ပြီနော်နောက် river မြစ်တွေရဲ့နာမည်တွေပြောရင် the နဲ့သုံးမယ် the Nile နိုင်မြစ်ဟုတ်ပြီနော်
နောက် mountain range တောင်တန်းနေရဲ့နာမည်ကိုပြောရင်လည်း they နဲ့သုံးတယ် the Andes နောက်တစ်ခု desert အဲ့တော့သဲကန္နာရတွေရဲ့နာမည်တွေကိုပြောရင်လည်း they နဲ့သုံးတယ် the Sahara Desert Sahara Desert ရမယ်နော်ဒါလေးသိချမှတ်မယ်အောက်က0 article မှာလည်းသူနဲ့ခက်စင်စင်လေးတွေပါတာဆိုတော့အဲ့ဒီနှစ်ခုကရောတတ်တယ်နော်အဲ့တော့ဒီမှာတေရှိတဲ့သုံးတဲ့အားတွေကပါရှိလဲ ocean နာမည် ocean sea river mountain range desert သူတို့ရဲ့နာမည်တွေဆိုရင် they နဲ့သုံးတာဟုတ်ပြီနော်နောက်တစ်ခုက with the name of some country တချို့နိုင်ငံတွေရဲ့နာမည်တွေတချို့နိုင်ငံတွေပဲနော်အဲ့တော့တော်တော်များများက article ထည့်ပြီးတော့မသုံးဘူးလေနော်တချို့နိုင်ငံတွေပဲ article သေးကိုထည့်ပြီးတော့သုံးတာအဲ့တော့ the USA ဒီမှာ the USA ပြီးရင် the UK ပြီးတော့ the Netherlands ဟုတ်ပြီနော်အဲ့တော့ဒီနိုင်ငံ၃နိုင်ငံပဲ article သေးနဲ့သုံးတာပါကျန်တဲ့နိုင်ငံတွေကတော့ Japan Thailand ဒါမျိုး article မပါဘဲနဲ့သုံးတာပါနော်အဲ့တော့ဒီချက်လေးကအရေးကြီးပါတယ်တချို့ဆိုရင်အတန်းကြီးပေမဲ့ဒီဟာတွေကိုသိချာမခွဲနိုင်သေးဘူးဆိုတဲ့လူတွေရှိပါတယ်เนาะအဲ့တော့ဒီဟာကအခြေခံ article ရဲ့လုံးဝအခြေခံဖြစ်တယ်အဲ့ဒါကြောင့်အခုပေးထားတဲ့ဟာတွေကိုစာအုပ်ထဲမှာ note သိချာလိုက်ပြီးတော့ချမှတ်ပါဒီမှာဆိုလို့ရှိရင်သူပြောထားတဲ့ဟာတွေအကုန်လုံးကို note လိုက်ပြီးတော့မှတ်ပါเนาะဟုတ်ပြီနောက်တစ်ချက်က with musical instrument အဲ့တော့ဂီတဒူရိယပစ္စည်းတွေကိုဆိုရင်လေသင်နဲ့သုံးတယ်တဲ့ he plays the piano ဒီမှာ piano က now အ ਨੇ ဆိုပြီးတော့ article a တို့ n တို့သွားသုံးလို့မရဘူးသူက musical instrument ဖြစ်တဲ့အတွက် article the နဲ့ပဲသုံးတယ်အဲ့တော့သူက piano တီးတယ်တဲ့ရမယ်နော် now in some time expression တချို့ time expression တွေမှာလည်းထည့်သုံးတတ်တယ်ဥပမာ in the morning in the afternoon in the evening တွေ့လား the ကိုပဲထည့်သုံးသွားတာ now at the weekend ဟုတ်ပြီနော်အောက်က in January တို့ကကြတော့ထည့်ပြီးတော့မသုံးဘူးဒီရှေ့ကပြောထားတဲ့ဟာလေးတွေပဲတဲထည့်ပြီးတော့သုံးတာအဲ့တော့ရမလားအခုဒီဟာကကြတော့ပြည့်ရှိတဲ့က singular ရော plural ရော uncountable noun ရောတွဲပြီးတော့သုံးတယ်နော်သူကကြတော့သုံးခုစလုံးနဲ့တွဲပြီးတော့သုံးတယ်ပြီးတော့သူ့ကိုဘယ်လိုအရာတွေမှာဆိုရင်ပြည့်ရှိတဲ့ကိုသုံးရလဲဆိုတာကိုပြောသွားတယ်ဒီမှာဆိုရင်အချက်၄ချက်ကိုပြောသွားတာနော်အဲ့တော့ခုန A နဲ့ M မှာဆိုရင်လည်းအဲ့လိုပဲသူ့ကိုသုံးတဲ့အချက်ကို၄ချက်ပြောသွားတယ်အဲ့ဒီဟာကိုခေါင်းစဉ်နဲ့အတူတူ AN ဆိုပြီးတော့တက်ပြီးတော့သူ့ကိုအသုံးပြုတဲ့အချက်၄ချက်စလုံးကိုရေးမယ်ပြီးရင် example တွေလည်းရေးမယ်ပြီးတော့ there မှာဆိုရင်လည်းအဲ့လိုပဲအသုံးပြုတဲ့အချက်တွေရေးမယ် example တွေရေးမယ်ဒီမှာသေချာလေး note ကိုလိုက်ပြီးတော့ကိုပါနော် note ကများတယ်နော်နောက်တစ်ခုကအဲ့တော့အဲ့ဒီထီက article AN ဒီ၃ခုအကြောင်းကိုပြောခဲ့တာနောက်တစ်ခုက0 article အကြောင်းကိုပြောမှာအဲ့တော့ article ထည့်စရာမလိုတာကဘယ်လိုဟာတွေလဲကြည့်အောင် we don't use and the သူပြောချင်တာက article မသုံးတာတွေကတဲ့ with name or people အဲ့တော့လူနာမည်တွေဆိုရင်မသုံးဘူးဟုတ်တယ်လေလူနာမည်တွေပြောရင် article ထည့်မသုံးဘူးလေနော် now continent တိုက်တယ်ဥပမာအာဖရိကတိုက်အာရှတိုက်ဒါမျိုးပြောတဲ့အခါမသုံးဘူး now most country နိုင်ငံအများစုဆိုရင်မသုံးဘူးခုနပြောသွားတဲ့၃နိုင်ငံဒီ၃နိုင်ငံနော်ဒီအပေါ်ကပြောသွားတဲ့၃နိုင်ငံမှာပဲတည်ထည့်သုံးတာနိုင်ငံအများစုက article မသုံးဘူးပြီးရင် city မြို့နာမည်တွေမသုံးဘူး street လမ်းနာမည်တွေ lake ကန်နာမည်တွေ mountain တောင်နာမည်တွေမသုံးဘူး article မသုံးတာတွေလူနာမည်မြို့နာမည်နိုင်ငံနာမည်လမ်းနာမည်ရေကန်နာမည်တောင်နာမည်အဲ့ဒါတွေဆိုရင်မသုံးဘူးခုနအပေါ်မှာပြောသွားတဲ့အချက်နဲ့ဒါတော်တော်လေးရောတတ်တယ်နော်အပေါ်မှာပြောသွားတဲ့ဟာကကြတော့ article သေးသုံးတဲ့အကြောင်းအရာတွေဒီအပေါ်မှာလေခုနသဲကန္နာရတွေတို့ဘာလို့ကြတော့ article သေးကိုသုံးရတယ်အဲ့နှစ်ချက်ကိုသေချာလေး꿰အောင်မှတ်ပါနှုတ်မှတ်တဲ့ခါမှာနော်အဲ့တော့ပြန်ကြည့်တဲ့ခါမှာစာပြန်ကြည့်တဲ့ခါမှာဆိုရင်လည်းအဲ့နှစ်ခုကိုသေချာလေး꿰အောင်ပြန်ကြည့်ပါနောက်တစ်ခုက with sport အားကစားပြီးရင် games ပြီးရင် school subject ကျောင်းဘာသာရပ်တွေကျောင်းမှာသင်တဲ့ဘာသာရပ်တွေပြောရင် article မထည့်ဘူးပြီးရင် meals ပြီးရင် language ဘာသာစကားတွေပြောတဲ့ခါမှာလည်း article မထည့်ဘူးဟုတ်ပြီနော်ဒီမှာနောက်မှာ example လေးပေးထားတယ် basketball chess math dinner english ဒီလား article ထည့်မသုံးဘူးဟုတ်ပြီနော် now in this expression at home တို့ at school တို့ in bed တို့ article မပါဘူးနော်ဒီမှာမှားတဲ့ in bed လို့ပဲသုံးတာနော် article မပါဘူး
အဲ့တော့ I go to school every day to school article မပါဘူးเนาะ now I go by bus by bus ရဲ့ရှေ့မှာ article ထည့်မသုံးထားဘူးဟုတ်ပြီအဲ့တော့ဒီ0 article လေးကိုလည်းသေချာမှတ်ပါ0 article ဆိုတာက article ထည့်30ရာမလိုတဲ့အကြောင်းအရာတွေဒီမှာ3ချက်ပြောသွားတယ်เนาะဟုတ်ပြီအဲဆိုရင်ဒီချက်လေးတွေက article ချက်လေးတွေကရောတတ်ပါတယ်အဲ့တော့အခုပြောသွားတာက unit 50 article အကြောင်းအရာရဲ့0 article အကြောင်းအရာရဲ့ပြောသွားတာဖြစ်ပါတယ်သူက note ကမှတ်ရမှာများပါတယ်သေချာလေးလိုက်မှတ်ပါအားလုံးကိုကျေးဇူးတင်ပါတယ်